မောင်နှမတွေရောမိတ်ကပ်ဆရာတွေရောပေါ့နော်ဒီနေ့ကစုံနေပါတယ်ဒီပုံလေးတို့ပေါ့နော်ရိုက်ကူးရေးလေးတစ်ခုရှိလို့မောင်နှမတွေအားလုံးဒါတိုင်ပင်ပြီးတော့စုံနေကြဖြစ်ပါရဲ့ရှင် तू ကငိုငါပါငါသူ့ကြည့်ပြီးတော့ငိုလိုက်ငါဒီဘက်ကျတော့ရီလိုက်ဟာလားအဲ့တိုင်သွားမှာပဲတေးတော့ပဲယူတတ်တာပဲဟုတ်တယ်ဒီပုံလေးတို့ဒီဟာသားလေး vlog လေးပေါ့နော်ဟာသား vlog လေးရိုက်တော့မယ်ဆိုရင်ကိုဇော်နေဇညွန်းရေးတယ်နောက်တစ်ခုကမြန်မာပြည်ကိုမိုးဝင်းကဇညွန်းရေးတယ်အရင်တော့ဆိုရင်တော့ပုံလေးတို့ဒီကဒုဖန်လေးပေါ့နော်ပေါက်စီတို့ကိုဝိုင်းပြေးတို့ကိုမိုးဝင်းတို့ကိုဇော်နေတို့ဣပုံတို့မောင်ကျော်တို့အခုကျတော့ပေါက်စီနဲ့ကိုဝိုင်းပြေးကကြတော့သူ့အလုပ်ကလေးသူရှိကြရလေနော်စိုင်းနေထဲမှာကို့အလုံးနဲ့ကိုရှိရကြတော့မောင်နှမတွေဒါတိတ်တော့မဆုံးပြဘူးဒီနေ့ကတော့ကိုမိုးဝင်းရဲ့ကိုဇော်နေရဲ့ဣပုံပုံရဲ့မိတ်ကက်ဆရာရဲ့ဒါဆုံးပြီးတော့ပုံလို့ဒါခုခုလေးလှုပ်ရှားရှိရပေါ့နော်အလုပ်ကြောင်းလေးတွေဆွေးနေရအလုပ်ကြောင်းလေးတွေဆွေးနေရဘာလေးဖြစ်မလဲဆိုတာတော့ပြောပြတော့အဘုံဆယ်လီဖြစ်အောင်နောက်ကနေပြီးတော့အခုဆရာတွေကထောက်ပံ့ပေးနေဆိုတာဒီဘက်ကကိုစော်လီဖြစ်မလားကိုပြောပြပေးပါဟုတ်တယ်ဒါညီမလေးဒီဆယ်လီဖြစ်တဲ့အကြောင်းရင်းလဲဒါအကူတွေရဲ့ထောက်ပံ့မှုတွေပံ့ပိုးမှုတွေအများကြီးပါတာပေါ့ဗျာသူဆွေးလန်းချမီဒီသူလဲကြိုးစားတာလေးတွေပါတယ်အဲ့ဒါကြောင့်ဒီအချိန်ဒီအတိုင်းဓာတ်တွေရောက်သွားတာဒါမအီပုံပုံတို့အိမ်လားဗျဟေးဟုတ်ပါတယ်ဒီမှာဗလက်တိုင်းတွေအတွက်ကျွန်တော်တို့ပုံနဲ့ပါတဲ့ရောက်နေလို့ပါလို့မဟုတ်ပေမဲ့ညီမလေးအတူရလဲထွက်တယ်တခါတလေကြတော့လေအများအပြည့်တော့အကူကကျွန်တော်ကပဲရေးပေးတာဘယ်လိုလေးတွေရိုက်ဘာသုံးလုံးတွေပြောဘယ်လိုတန်ညွှန်းလေးတွေနဲ့လိုက်တယ်ဟာသားတွေလူရဟာသားကြိုက်တယ်လေပြောရတာကိုကြိုက်တယ်အဲ့ဒီသဘောမျိုးနဲ့အမြဲတမ်းပြောသေးလို့တဲ့သန္တာနဲ့ညီမကိုအဲ့လို project လေးချပေးတာအဲ့တော့မသိဘူးပေါ့နော်ကျေးဇူးတင်ပါတယ်ဘိုးသားဘာနေပြောလင်းနေတာတော့ဘာနေပြောလင်းနေတာတော့ဘာနေပြောလင်းနေတာတော့ပုံလေးရလို့ဒီပရိသတ်တွေအားပေးလာတယ်ချစ်ပေးလာတယ်ဆိုရင်ပထမတော့ပုံလေးဒါမေမေရောမေမေရဲ့ supporting တွေလည်းအများကြီးပါတယ်ပြီးတော့ကိုဇော်နီကိုမိုးဝင်းဒါဇညွန်းဆိုဒီကိုနှစ်ယောက်ကပဲဥတီပြီးတော့ရေးပေးတယ်ဟာတာဘလော့လေးဆိုအများနဲ့ဝင်းရံနေပေါ့နော်အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ဘေးကနေပြီးတော့ဘယ်လိုလေးလုပ်ရင်ကောင်းမလဲကိုဇော်နီကတစ်မျိုးပြောမယ်ဣပုံကတစ်မျိုးပြောမယ်အမေကတစ်မျိုးပြောမယ်တခါကိုမိုးဝင်းကတစ်မျိုးပြောမယ်ကျန်တဲ့သူတွေလည်းအမျိုးမျိုးလေးဝေဖန်ပြီးတော့ကြတော့ဟာသားလေးလည်းရိုက်ဖြစ်တာလေးလည်းရှိပါတယ်ဒီတချင်းလေးရပြီးတော့ပေါ့နော်ပုံလေးတွေကလုတ်တော့မယ်လို့စိတ်ကူးလိုက်တော့ကြတော့ဒါပုံလေးအရင်ဆုံးဆရာတွေလည်းအကုန်လုံးတိုင်ပင်နေမိသားစုတွေလည်းတိုင်ပင်နေပုံလေးအလုပ်တစ်ခုလုံးမဲ့ကြရင်တော့အကုန်လုံးပေါ့နော်အပေါင်းအသင်းဆွေမျိုးဆရာမိဘအကုန်လုံးတိုင်ပင်ပြီးမှလုပ်တယ်ပြီးတော့ဒီဥစော်ဆိုထင်တာမထင်ဘူးအခုပါလာတယ်ပါလာတော့ဥစော်ဆိုလည်းအကြံဉာဏ်လေးပေးတယ်အဲ့လိုမျိုးလေးတွေပေါ့ဟုတ်တချင်းလေးကတော့ပုံလေးဒါကာဗာဆောင်းလေးပြန်ဆိုထားတာပါပြီးတော့မိမိလည်းဆိုထားတယ်ပေါ့နော်အမေဆိုရင်တော့တခါမှတချင်းမဆိုဘူးပေါ့ဒါပထမဆုံးတာမီနှစ်ယောက်တချင်းလေးဆိုတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်အမပိုင်လည်းခွင့်လွှတ်ပါလို့လည်းဒီနေ့ကပြောချင်ပါတယ်ရှင်မွေးနေတာလည်းနေပြီလို့သိရတယ်ဟုတ်တယ်မွေးနေ့ကဒီနေ့လည်းမလုပ်ရပါဘူးကျမဘဝတိတ်ပြောစရာကောင်းတယ်ညကလည်းကျမအကိုလည်းဖြစ်တယ်ဆရာလည်းဖြစ်တယ်ပေါ့နော်ကျမတို့ကတော့ချစ်စနုနဲ့ကိုကြီးလို့ခေါ်တယ်ညကလည်းကိုကြီးကိုမိုးဝင်းကအမေကိုပြောပါတယ်လုပ်ပေးလိုက်ပါမနေ့ကလည်းမလုပ်ရဘူးဒီနေ့လုပ်ပေးလိုက်ပါလို့ပြောတာလဲလုပ်ပေးမဲ့အစီအစဉ်နဲ့မပါတဲ့အတွက်ကျမအယံဝမ်းသာပါတယ်ပချင်းလေးတွေရိုက်မှနဲ့တိုက်ဆိုင်သွားတော့ဒါဗျာများသွားမှကြောက်လို့သူအဲ့လိုတော့ပြောပါတယ်သူပြောရှာပါတယ်အရင်မွေးနေ့တွေမှာမေမေကမွေးနေ့ surprise အနေနဲ့လုပ်ပေးလို့ရှိလားခမလုပ်ပြီညီမလေးမကြွားပါနဲ့ညီမလေးမကြွားပါနဲ့ရင်းကနေအားကနေဖြစ်အောင်တော့တခါတော့လုပ်ပေးဘူးကလည်းကပုံကြီးနဲ့သူထွက်လာတယ်ဘာနေပြောလင်းနေတာတော့ဘာနေပြောလင်းနေတာတော့ဒီလိုမွေးနေ့တွေပါလုံးမပေးလို့အမေရှင်က surprise မရလို့တော့စိတ်ဆိုးတာမျိုးစိတ်မကောင်းဖြစ်တာမျိုးတော့မရှိပါဘူးကို့အမေကတော့အများတန်းကိုမွေးထုတ်ပေးခဲ့တဲ့နေ့ရလဲဒါကိုမွေးနေပဲလေအဲ့ဒီချိန်မှာကိုမွေးနေမှာမွေးနေပွဲမလုပ်လဲဖျားသွားတာမျိုးတော့ပေါ့နော်တငယ်ချင်းနေနဲ့အဲ့လိုပေါ့အိမ်မှာမုံလေးစားတာမျိုးလေးဆိုလဲကိုဂျင်းနဲ့ပါတယ်ဒါအမေကကြာလူကြီးအတွင်းနဲ့ပေါ့နော်အသက်ငယ်တော့ဦးညီမလုံးနဲ့ဆိုတော့ကိုကစိတ်မဆိုးပါဘူးအမေလက်ဆောင်မပြလို့လဲစိတ်မဆိုးပါဘူးရှင်